Okay အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်limited emote တစ်ခုနဲ့ဘောင်းရုပ်ပုံပေါင်းပေါ့နော်ရုပ်ပုံပေါင်း3ခုဘယ်လိုယူရမလဲဆိုတာကိုပြပေးသွားမှာပါ free ရမှာပေါ့နော် free ရမှာဆိုတော့မစိုးတန်တယ်ဆိုတော့လက်ကားရမှာဆိုတော့ဘာနေတန်ပါတယ်နောက်ပြီးတော့ emote ကလည်း limited ဘောင်းတွေရတဲ့ limited ဆိုတော့မစိုးဘူးပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင် event တွေကိုဝင်မယ် event တွေကိုဝင်ပြီးအောက်ထိဆွဲသွားပြီးရင်ဒီမှာဒီအောက်ဆုံးပါပေါ့နော်ဒီလိုပုံလေးနဲ့တွေ့လိမ့်မယ်ပေါ့နော်ဒီကောင်ရှားပြီးတော့ဒီဆက်သွားပြီးတော့နှိပ်လိုက်နည်းနည်းစောင်းရမယ်ဒီကောင်အချိန်နည်းနည်းပေးရမယ်ဗျအချိန်ဘယ်လောက်လောက်လဲဆိုတော့ထားပါတော့နိုင်ဝက်လောက်ပေါ့နိုင်ဝက်လောက်ပေးလိုက်လို့ရှိရင်ပေါင်3ခုရမယ်ရုပ်ပုံပေါင်တစ်ခုရမယ်ဗျဘယ်လိုရမလဲဆိုတော့ဒီ coin နဲ့အပေါ်ကဒီရွှေ coin လေးတွေနဲ့လဲရမှာဗျ coin ကျွန်တော်မှာခုဆိုရင်480ရှိတယ်သူကဆက်ဝင်ချင်းဆိုရင်တော့သူက coin 100ပေးမှာအဲ့100နဲ့ကျွန်တော်ကဒီ visit 10တန်ကပ်ချောင်းဝယ်ရမှာ10တန်ကပ်ချောင်းဝယ်ပြီးတော့ဖမ်းရမှာပေါ့နော်ဒီမှာဆိုရင်ဘယ်ကနေရမလဲဆိုတော့ဒီ cloud shot ကနေပြီးတော့ဒီမှာ3ခုဗျာရုပ်ပုံပေါင်း3ခုရမယ်ဒီ emote တစ်ခုရမယ်ဒီမှာဆိုဒီမှာ daily gift ဆိုတာရှိတယ်အဲ့ daily gift ကကျတော့ဒီတိုင်းပဲသူကြာပန်းရမှာပေါ့ကြာပန်းဘာရမလဲဆိုတော့ဘာမှမဟုတ်လကားဒီ premium fragment တွေပါတယ်ပဲရမှာဗျာအဲ့ဆိုတော့ကျွန်တော်တို့ဘယ်လိုဆော့ရမလဲပေါ့နော်ဘယ်လိုဆော့ရမလဲဆိုတော့ဒီမှာနောက်ထွက်လိုက်လို့ချိန်မှာအဲ့ကောင်နှိပ်လိုက်မယ်ကျွန်တော်ကဒါ capture တွေ basic capture ဒီ capture 3ခုမှာဆိုရင်ဒီကျွန်တော်ဝယ်ဖို့အကြံပေးနေတာဒီ basic capture ကိုပဲအကြံပေးခြင်းတယ်ဒီ10တန်ပေါ့နော်10တန်ဒီ basic capture ကိုပဲဝယ်ကျန်တဲ့ဒီ80တန်30တန်ဘာမှမဟုတ်ဘူးလကတက်ဒီတိုင်းရှောက်ထည့်ထားတာအဲ့ဒီဝယ်လို့ရှင်လဲပြန်ရတဲ့ cloud ကဘာမှမဟုတ်ဘူးဗျာထားပါတော့30တန်လောက်ပဲရှိမှာအဲ့တော့ဒီမှာ capture ကျွန်တော်ရှိသလောက်ဝယ်လိုက်မယ်300ကျော်ဆိုလို့ရှိရင်နည်းနည်းပဲကျွန်တော်ဆော့ပြမှာဆိုတော့30ပဲဝယ်လိုက်မယ်30ဝယ်ပြီးတော့ထွက်လိုက်ပြီးရင်စဖမ်းမယ်တိမ်ဖမ်းရပါဗျာတိမ်ဖမ်းရမှာဆိုတော့သူဖမ်းနေရဒါဒီတိုင်းပဲဘာမှလုပ်ဆရာမလိုဘူးဒီမှာ complete ဖြစ်သွားရင်အကောင်နှိပ်ဒီချက်ချေကိုနှိပ်ပြီးရင်ပြန်ပြီးတော့ capture ပြန်လုပ်ပြီးတော့အဲ့လိုပဲတိုင်းလုပ်ဆရာမလိုဘူးဗျာကျွန်တော်ခုနက capture ဘယ်လောက်ဝယ်လိုက်တာ30ထင်တယ် capture 30ဝယ်လိုက်တော့ကျတော့တစ်ခု30ဆိုတော့300ပေါ့နော်ရွှေ300ကုန်မယ်ကျွန်တော်ဘယ်လောက်ပြန်ရမလဲကြည့်မယ်ဒါကျွန်တော်တိန်နေရလာဗျာတိန်ဖမ်းတော့တိန်နေရတယ်အဲ့တိန်တွေကိုပြန်ပြီးတော့ကျွန်တော်ရောင်းစားရမှာဖမ်းလိုက်မယ်ကျွန်တော်30ကုန်ဖမ်းပြမယ်ဗျာခု30ကုန်တော့လို့30ဆိုရင်ရွှေ300ဗျာရွှေ300တော့ဘယ်လောက်ရမလဲဆိုတာသိရအောင်လို့30ကုန်ဖမ်းမယ်ဒီလိုလေးအဲ့လိုလက်ဆောင်ပုံလေးပေါ်လိုက်နှိပ်လိုက်ဒီ share ဆိုတာဘာမှမဟုတ်ဘူးဗျာ share လို့ရတယ်ကျွန်တော်တို့အကြံမပေးဘူးထားလိုက်မ share နဲ့ဘာမှမဟုတ်ဒီမှာတော့သူတိတ်အမျိုးအစားတွေတိတ်အမျိုးအစားပေါ်မူတည်ပြီးတော့ရွှေရတာပေါ့ရွှေပေးတာဗျာရောင်းစားမှာဗီဒီယိုနည်းနည်းရှည်သွားမှာဆိုတဲ့အတွက်တော်လောက်ပြီဗျာနည်းနည်းပဲတိုင်းမှာဖမ်းချင်တော့ okay go to set ဘယ်ကနေလဲဆိုတော့နေရောနားလေဒီမှာ cloud shot တော့ဆိုတော့ my bad ဆိုတာလေးတွေ့နေမယ်အဲ့ my bad ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဖမ်းထားတဲ့ခုနကတော့တိန်နေကျွန်တော်တို့ဖမ်းလိုက်တဲ့တိန်တွေကဒီထဲမှာရောက်သွားမှာအဲ့တိန်တွေကိုပြန်ရောက်စားရမှာချောင်းမယ်ကျွန်တော်ဘယ်လောက်သုံးထားတော့ဆောနာ300ရွှေ300သုံးထားတာဗျာရွှေ300သုံးထားတော့ဘယ်လောက်ပြန်ရမလဲရောင်းမယ်ဗီဒီယိုနည်းနည်းရှည်သွားမှာဗျာထားပါရှည်လို့လည်းဘာမှမဖြစ်ပါဘူးဗီဒီယိုနည်းနည်းပဲကုန်တော့တရမျိုးစားပေါ်မူတည်ပြီးတော့ရတာပေါ့နော်ကြားလားโอเคကျွန်တော်300သုံးလိုက်တာเนาะ300သုံးလိုက်တာ900ကျော်ရမယ်900ကျော်ထားပါတော့ဆောနာ200ရှိရဆို900ကျော်ရမယ်ဗျာအဲ့တော့ကျွန်တော်တို့ဘယ်လောက်သုံးရမလဲဆိုတော့ဒီတိုင်းပဲခု900ရှိရမို့လား900ရှိဒီ basic ကိုပဲဝယ်ရမှာshit တိမ်သွားဖမ်းနေတယ်တိမ်ဝဲပြမလို့မှာ basic ကိုပဲဝယ်ဗျာ basic ကိုပဲအကြံပေးခြင်းတယ်ကျန်တာတွေကလကားတွေဘာမှမဟုတ်ဘူးသူ့အတူဒီတိုင်းပဲပြချင်လို့ပြထားတာတွေကြီးပဲ
အဲ့တော့ကျွန်တော်တို့ဒီ basic capture ကိုပဲဝယ်မယ် basic capture ဘယ်လောက်ဝယ်မယ်ကိုရှိသလောက်ဝယ်လိုက်ဗျာရွှေရှိသလောက် basic capture ဝယ်ဖမ်းမယ်ဖမ်းပြီးရင်တိမ်ပြန်ရောက်ပြီးရင် basic capture ပြန်ဝယ်ပြန်ဖမ်းပြီးတော့အဲ့ဒါဆိုလို့ရှိရင် quire ကနိုင်ဝက်လောက်ဆော့လိုက်လို့ရှိရင်ကျွန်တော်ဒီ emote ရမယ်ဘောင်3ခုစလုံးရမယ်ပေါ့နော်မဆိုးဘူးဗျာနိုင်ဝက်ဆော့ပြီးတော့အချိန်လေးနည်းနည်းပဲပေးလိုက်ပြီးတော့ run ဆော့မယ်ဆိုတာဗျာ run ကခုလက်ရှိဆော့မယ်ဆိုရင် run ကနည်းနည်းရှုံးပွဲများတယ်ဗျာဘာဖြစ်လဲဆိုတော့တယောက်တည်းဆော့မယ်ပြောရင်ပေါ့ solo ဆော့မယ်ဆိုရင်တော့ရှုံးပွဲများနိုင်တယ်အဲ့အတွက် run ဆော့မယ်ဆိုတာဒီမှာဒီနိုင်ဝက်လောက်ဒီမှာလာပြီးအချိန်ပေးလိုက်လို့ရှိရင်ကျွန်တော်တို့ဒီ limited ဘောင်ရမယ် limited emote ရမယ်ဆိုတော့10တယ်ဗျာဒီနေ့တော့ဒါလောက်ပါပဲဟုတ်ပါပြီကဲကျွန်တော်ရဲ့ channel မှာဆိုလို့ရှိရင်ဒီဘယ်လိုပြောမလဲ free go ဆင်းလို့ရမယ့်ဟာတွေ VPN ကြော်ပြီးတော့ free ယူရမယ့်ဟာတွေ free ယူလို့ရမယ့်ဟာတွေကိုကျွန်တော်အချိန်နဲ့တပြေးညီပေါ့နော်သူတို့ဘက်ကထုတ်ပြန်တာနဲ့ထွက်တာနဲ့ကျွန်တော်တင်ပေးသွားပါပါအဲ့အတွက်တကယ်လို့အဲ့လိုခုံးဆင်းခြင်းနဲ့တီးခြင်းနဲ့ဒီ free ရမယ့်ဟာတွေတီးခြင်းနဲ့ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဘာညာအဲ့လို VPN တွေကြော်ပြီးတော့ကျွန်တော်တို့ server မှာမလာတဲ့ event တွေပါရှိမယ်ဗျာအဲ့လို free ရမယ့်ဟာတွေသိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော် channel လေးကို subscribe လုပ်ထားခဲ့ဖို့subscribe လုပ်ထားခဲ့ပါဗျာဒါတော့ပါပဲ okay အားလုံးကိုကျေးဇူးတင်ပါတယ်